ဂျာပန်ဦးနဲ့ဝတ်သားကိုခုလိုမျိုးတွဲဖက်ချက်ပြုတ်စားတောက်တာဟာတကယ့်ကိုထူးခြားဆန်းသစ်ပြီးနတ်တုတ်တာလိုအရသာမျိုးကိုပေးစွမ်းနိုင်ပါတယ်ဆိုင်ကြီးတွေမှာဆိုရင်ဒီလိုဟင်းတပွဲကိုအဖိုးအခအမြောက်အများပေးရတတ်ပေမဲ့အိမ်မာတင်လွယ်ကူကူချက်စားလို့ရပါတယ်အကျွတ်ကြော်ထားတဲ့ဝတ်သားရဲ့မွေးပြင်းတဲ့ရနံ့နဲ့ဂျာပန်ဦးရဲ့ကျွတ်တောက်ပြီးစိတ်နဲ့အရသာတို့ပေါင်းဆက်သွားတဲ့အခါကလေးလူကြီးမရွေးအကြိုက်တွေ့စေမှာအသေးအချပါပဲချက်ပြုတ်နည်းကတော့ပထမဆုံးအစီနဲ့အသားများတတဲ့ဝတ်သားကိုအနေတော်အတုံးလေးတွေတုံးရပါမယ်ပြီးရင်ဂျာပန်ဦးနဲ့ဘဲသီးရှည်ကိုလည်းအရှည်တူညီတဲ့အတုံးလေးတွေဖြတ်တောက်ထားပါလိထားတဲ့ဂျာပန်ဦးတွေမင်းမသွားပဲဖြူစင်ပြီးကျွတ်ရွနေစေဖို့အတွက်ပါနီကပုံးရီအနှဲငယ်ထည့်ထားတဲ့ရေထဲမှာ10မိနစ်ခန့်စိမ်ထားပေးရပါမယ်အဲ့ဒီနောက်စူပွက်နေတဲ့ရေနွေးအိုးတွေကိုစားနဲ့စီနှဲငယ်ထည့်ပြီးဂျာပန်ဦးနဲ့ဘဲသီးတွေကိုမိနစ်ခန့်ပြုတ်ပြီးပြန်ဆယ်ယူထားပါဒီလိုလုပ်ချင်းကအသီးရွက်တွေကိုပုံမိုစိမ့်ဆိုပြီးလှပစေပါဝတ်သားကိုအရသာသွင်းဖို့အတွက်ဂျင်းချက်တုံမြိတ်ဟင်းချက်ဝိုင်းဘဲငံပြာရည်အကြီးနဲ့ခရုစီတို့ကိုထည့်ပြီးတမအောင်နယ်က10မိနစ်ခန့်နဲ့ထားရပါမယ်အချိန်ပြည့်ရင်တော့ဂျင်းနဲ့ချက်တုံမြိတ်တွေကိုပြန်ဖယ်ထုတ်ပြီးကြက်အိုးအနစ်တစ်လုံးနဲ့ကစီမုန့်တစွန်းထည့်ကထပ်မံနေပေးပါဒါကဝတ်သားကိုအပြင်ကကျွတ်ပြီးအထက်ကနူးညံ့အီးဆက်စေတဲ့ရှိုးဝက်ချက်ပဲဖြစ်ပါတယ်အိုးထဲမှာစီပူပေးပြီးနှက်ထားတဲ့ဝတ်သားတွေကိုမီးအေးနဲ့အပေါ်ယံရွှေဝါရောင်တန်းပြီးကျွတ်လာတဲ့အထိအသာအရာကြော်ပေးရပါမယ်ဝတ်သားလေးတွေရွှေဝါရောင်ပြောင်းပြီးမွေးလာပြီဆိုရင်တော့ကြိုတင်ပြုတ်ထားတဲ့ဂျာပန်ဦးနဲ့ဘဲသီးတွေကိုလောင်းထည့်လိုက်ပါပြီးရင်တော့မိမိနှစ်သက်ရာအမွေးအကြိုင်စားငရုတ်ကောင်းမွန်တို့မဟုတ်အမွေးခတ်မွန်တွေကိုဖြူးပြီးအပူရှိန်ပြင်းပြင်းနဲ့အမျက်မွေကတမအောင်လော်ပေးုံပါပဲအပြင်ကကျွတ်ပြီးအထက်ကနူးညံ့တဲ့ဝတ်သားအီလေးနဲ့ကျွတ်ရွတ်စိတ်မွေးတဲ့ဂျာပန်ဦးတို့ရဲ့အရသာဟာထမင်းမြိန်စေမဲ့ဟင်းတပွဲဖြစ်လာမှာပါ